ငယ်ငယ်တော့ဖျားဘူးတယ်တုတ်ကွေးလားငှက်စီငှက်ဖျားလားမသိဘူးစပြီးတော့ကြားဘူးတာပဲအဲ့တော့ဖျားအဲ့ဖျားတော့ထမင်းစားလို့မရအောင်စားလို့ရှင်အန်တယ်ဆံပြုတ်တောက်လို့မရအောင်ဆံပြုတ်တောက်လို့ရှင်အန်တယ်ဖျားဆေးတွေကလည်းခါတယ်ဟိုကြီးလာတော့အဲ့လိုမဖြစ်တော့အဲ့မဲ့အဲ့လိုမျိုးအန်တဲ့ခါကျတော့လူကပိန်တော့လူကပိန်နေ6လဲ6ကတ်လာတယ်ရုပ်လဲမလန်းတော့တိတ်ပြီးမလှတော့ဘူးအဲ့ဒီလူကလည်းဖြူသွေးလည်းမရှိတော့ဖြူဖက်ဖြူတော့ဖြစ်ကြောရည်လည်းပြိုင်ပေါ့ပိန်ပိန်လေးပဲကြံတော့အဲ့ဒါဟိုအခုကြီးလာတော့မဖျားတော့ဒါပေမဲ့ဆေးလေးပါလေးစောင့်ထားတော့ဆေး၅ပါးရပေါ့ဆေး၅ပါးထမင်းစားမဝင်လို့ရှင်ဆေးစားလို့ရှင်ကောင်းတယ်အဲ့ဒါထောဘက်စီဦးမလိုင်းတို့101နေရတဲ့ဟာနန်းစီပြရည်တင်လဲအဲ့၅ပါးပေါင်းထားတဲ့ဟာအဲ့ဒီဟာလေးစားပြီးလို့ရှင်ကောင်းတယ်ကျမကြီးနဲ့လည်းညီညွတ်တယ်ဆေးလည်းဖြစ်တယ်အာဟာရလည်းရှိတယ်စားလို့ရှင်အဆင်ပြေတယ်